ကျမတို့နော်ကျမတို့ရဲ့ဘယ်လိုရေချိုးတာပေါ့နော်တမတီးတမတီးဟိုကတီးဟိုကိုယ်တီးပြကိုယ်တီးတမချမ်းပါကိုယ်တီးမချမ်းပြမာတော့ဟိုကာလမ်ပါမမရထားမစီထိုးမယ်တဲ့စီထိုးမယ်စီထိုးမယ်ကြီးလိုက်ကျမစီထိုးမယ်နော်ရှင်တို့လိုက်ချထိုးမယ်စတာနော်စိတ်ဆိုးနေကျမထိုးပြမယ်မကြည့်ရထိုးလိုက်လို့မမိုက်ချစ်ကြရှင်မမိုက်ပြောနေတယ်မမိုက်ချစ်ကြမရှင်တန်ပပလိုက်ကြော်ရဲ့ချစ်ကြမဖြစ်နေဒီလိုမနေကြီးလိုက်စီထိုးမှနော်ရှင်တို့မကြောက်နဲ့မိုးရလိုက်ဒီမှာဘယ်လိုအများကြီးပဲမစီပါမစီဖြစ်ပါတယ်စီကတိုးလာတာမာတော့ထမင်းချက်မာပကန်းနေဖြစ်ပါတယ်မာတော့လက်စေးမို့ပါမာဒါကြောင့်အမဖေးချက်သွားပါလေရှင်တို့လေးစေးထိုးပြန်ခဏစကျမစေးထိုးရမှာစေးထိုးကကျမအမတိတ်ယူပါကြကျမတို့ရဲ့မြောက်ထားတဲ့ပုံစံအမစေးထိုးရမှာစေးထိုးရမယ်နော်ခဏလေးစေးထိုးမဲ့လူထိုင်ရဖြစ်နေပါရဲ့ကျမစရတော့ပါနော်ချစ်မိသွားတာအခုကျမမြောက်ထားပြီပေါ့နော်စလာပြီဒါမြောက်ထားရဲ့စလာပြီပဲတမကန်ပြောပြရလာပါခေဒါကျမမြောက်ထားပြီးတော့ပြန်နေပြီနော်မြောက်ထားလို့ပစ္စည်းလက်ချက်စနေပါကျမပစ္စည်းကိုရှားတဲ့ပေါ်ကြရပါတော့နားမင်းပြန်ပြင်းလို့ငိုနေအောင်ပဲဘာညာလုံးအောင်ပဲဒါတမရရပူပါတယ်ရပူတာပါလားဒါကျမထပ်ပေါ်ရပူတယ်ရပူတယ်ဟုတ်တယ်အဒီပေါ်တက်တာပူပါဘာကြီးကျမထပ်သူကပေါ်ရရှည်တယ်ကောပါမကက်ပြီနော်သူကပေါ်ကြီးလေကျမပတက်တယ်သူကပတက်တယ်လေညောက်ထားတယ်ကောင်မလေးညောက်ထားတယ်ကောင်မလေးတပြားလည်းချက်ပြီးကိုကြောင်ကိုမြောက်မထားကြဟောပါတယ်ဆရာဝန်လောက်ပဲလူညောက်လည်းတအားထားတာမေးတဲ့လေးတန်းတော့မတူနဲ့မတူမတူတရလေးတန်းကျမဘယ်နဲ့တန်းလဲ2တန်းကဘယ်နဲ့တန်းလဲ kg ဘာဖြစ်လဲဆိုတော့လေ तू ကလေအေးဖတ်တကယ်ထထကွယ် तू ကစာဝဲကြပါစာမရလို့ကြပါစာမကြတာမဟုတ်ဘူးဒီစာများလို့ချလိုက်ငါသိရဲ့အဲ့ဒါ तू က kg ဟိုပါလေးတန်းဒီကြောင့်စာများနဲ့ကြောငါတို့3တန်း4တန်းကြာရင်သူသိပြီလား4တန်းအဲ့ပါ4တန်းဒါကျမ2တန်း